ဒီနေ့မှာတော့ကျွန်တော်ရဲ့ချစ်စရာကောင်းတဲ့သားလေးကိုထိန်းဝမ်းမှာပဲဖြစ်ပါတယ်ကျွန်တော်သားလေးချစ်စရာကောင်းနေမလားနောက်ပြီးတော့ဒီမှာ Mother Simulator ဆိုတဲ့အတိုင်းပဲကလေးအမေနေရာနေစော့မှာပေါ့နော်ဆိုတော့ကျွန်တော်တို့အခုပဲစလိုက်ရအောင်ဒါကတော့ကျွန်တော်ထိန်းရမယ့် baby လေးပေါ့နော်ဟဲ့ဘောင်းဝင်တယ်မပေါ့ဘူးအေးရုပ်ကိုရှိုးတော့ရုပ်ကိုရှိုးလာစထိန်းရမှာဆိုဘာတော့မသိသေးဘူးကလေးစိတ်ချမ်းသာအောင်လုပ်ပေးရမယ်။အော်ဒါကလေးပါဇက်တွေကိုထည့်တဲ့ဟာလေ pacifier ဆိုလားဘာလဲအဲ့လိုခေါ်ရလေဒီမှာတွေ့ပြီ။ကဲရော့တတမင်းကြိုက်ဟလား။ဘာလို့မကြိုက်ဘူးလား။မင်းမဲဒါတောင်းလာလေ။ဟဲ့ရမကြိုက်ဘူးလား။စိတ်ချောငါမိခင်ကောင်းတယောက်။အော် तू ပါဇက်တဲ့ဥစ္စာညစ်ပတ်နေရဟုတ်อ่ะရေဆေးပေးရမယ်။ဟုတ်တယ်ငါရေဆေးပေးရမယ်။ Okay ရပြီရှော့အမတတကလေးဇက်ကျိုးနေအောင်တီးနောက်တဲ့ state တစ်ခုရောက်သွားပြီပေါ့နော်ဒီခါကျတော့ဘာလုပ်ပေးရမလို့မသိဘူးငါထင်တော့ diver လဲပေးရမယ်နဲ့တူပဲဟုတ်တယ်ဒီက diver လဲပေးရမှာကဲတားလေး diver ကိုဟာရှက်ရိုက်ကွာဟာကိုကျွကြီးဒီရဲထည့်ရမှာဟာရောက်ရေးချီးပေးနေ diver ကြီးခဏလွတ်ကြတေချာပေါ့ဟာသွားပြီကွာတဲ့အိမ်လုံးနဲ့ချီးရပေးကုန်ပြီโอเคရပြီကဲဒီကောင်ကိုပေါင်လာလဲမရမယ်ရောမင်းကိုကိုလားဘလို့ပေါင်လားဘလို့လဲရမှာရပြီโอเคသူကြည်နေနေဒီနောက်ပြီးတော့ဒိုင်ဘာတစ်ကဒီမှာဒိုင်ဘာတစ်โอเคရပြီfinallyကဲနောက်တစ်ဆင့်တက်သွားပြီဗျနောက်တစ်ခုကကြတော့ဘိုက်စာနေရဲ့ကလေးကိုနိုးတက်ရမှာပေါ့နော်โอเคသားလေးမေးတီးတယ်သားလေးဘိုက်စာနေမယ်ဆိုဟာလားဒါပေမဲ့မေးနိုးတော့မတိုက်ဘူးဖြော်တိုက်မယ်နိုးတောက်မယ်ဆိုမှငါအိမ်နာလေးကိုသွားနိုးဘူးဖြော်ရမယ်ဒီမှာနိုးဘူးကချီကနိုးဘူးကညစ်ပတ်နေရပဲကွာကဲအရင်ဆုံးဒီနိုးဘူးကိုဆေးရမယ်ပေါ့နော်ဒါကိုဆေးရမယ်ပြီးရင်ဒီအဖုံးပေါ့အဖုံးဘယ်လိုခေါ်နို့ဒီကောင်ပြုတ်ကြကုန်ပြီကွာဒီအဲ့တော့ပြန်ထားမယ်ခဏလေးဒီနို့ဒီကောင်ဆေးရမယ်အဖုံးလိုပဲပြောတော့ကွာနို့ဒီကောင်လို့ပြန်ခေါ်လို့မကောင်းဒါကိုဒီမှာထားမယ်နောက်ပြီးတော့ဒီဖလားမပေါ့ဒီခေါက်ကိုဒီမှာထားမယ်โอเคဒီမှာနို့မုတ်နို့မုတ်ကိုတစ်စွန်းထည့်မယ်နှစ်စွန်းထည့်မယ်သုံးစွန်းထည့်မယ်လေးစွန်းထည့်နေငါစိတ်ကိုချော်မှရမယ်ဘာလို့လဲဆိုတော့ငါမိခင်ကောင်တယောက်ဆိုစိတ်ကိုချော့ရမယ်ရေတွေးထဲမယ်နောက်ပြီးတော့အောက်ကျနေရပေါင်းမရတော့ငါစောင်းတင်းနေပြန်ဆေးရမယ်โอเคစိတ်ကိုချော့မယ်ဘာလို့လဲဆိုတော့ငါမိခင်ကောင်တယောက်ကဲရှင်တွေပြန်ထဲမယ်နောက်ပြီးတော့ဒီမှာထားမယ်စောနာအောက်ကျနေရပေါင်းတာတော့ဖြစ်ကုန်ပြီတေကုန်လေးဦးမယ်ပေါင်းတာတော့ဖြစ်ကုန်ပြီနို့ဘူးထဲကိုနို့မုံထည့်မယ်ပြီးတော့နို့ဒီကောင်စွတ်မယ်โอเคနောက်ဆုံးတော့ရပြီတားလေးဒီမှာတရမ်းကြိုက်တယ်ဗျာမင်းကြိုက်လဲပြီးရပဲကွာမင်းထင်ကလွယ်တာမဟုတ်ဘူးခရောက်အဲ့လိုမပြစ်နဲ့လေရောမင်းကမပြစ်နဲ့လို့ပြောနေရလေသွားရင်ရိုးရတယ်မင်းတော်လှုပ်ရှုပ်တဲ့ကောင်ကွာမငါဆောင်းတာနည်းနည်းလေးစိတ်လို့ပါလို့စိတ်ကိုရှော့ဘာလို့လဲဆိုတော့ငါမိခင်ကောင်းတယောက်โอเคတားလေးကြိုက်လားကြိုက်တယ်ခေးရတော့ဆိုနောက်တစ်ဆင့်ထက်ရောက်ပါပြီဒီခါချီရငါလဲဘိုက်စာနေလို့တခုခုစားမှာကွာကဲတော့မီးဖို့ကြောင့်ပြေးပြီလေနေဒီအခန်းမှာအခန်းလဲဒါကပစ္စည်းတွေထားတဲ့အခန်းဒါဒီမှာမီးဖို့ကြောင့်ကဲမြန်စားတာโอเคနေတားလေးဘာလို့ကျင်လဲမသိဘူးဟေးတားလေးကဒါလို့ကျင်တယ်โอเคကဲဒီဟာကိုအရင်ဆုံးဆေးပေးရမယ်နေဘေးစင်ကဘယ်နားမှာလဲဘေးစင်ကဒီခန်းထဲမှာလားဒီမှာရေချိုးခန်းရှိရွာရေချိုးခန်းနဲ့ရေနဲ့ဆေးလို့ရတာမသိဘူးခဏလေးဆေးလို့ရလားမရဘူးဒီထဲမှာဒီတကားဖွင့်လို့မရဘူးရောက်ရေးလောက်ကြပါအချိန်ကပြည့်တော့မယ်ဒီတကားဖွင့်လို့မရဘူးဘယ်မှာဆေးရမှာလဲငါဒါဘယ်မှာဆေးရမှာလဲဒီမှာဆေးရမှာလားဒီမှာလားဟုတ်လား
မရဘူးလို့ကြပါမရတခုခုအမြန်တော့စားမရမယ်ငါဘိုက်စာနေတော်သေးရဲ့ကွာနေရောဒီမှာ no ဘူးလည်းပေးထားရကွာ no ဘူးလည်းစေးရအောင်ပါဘေးစက်မီးဖို့ကြောင်ထဲမှာငါဒါကိုမေ့နေရကွာခဏလေးမီးဖို့ကြောင်ထဲမှာကဲမီးဖို့ကြောင်ထဲမှာစေးရမယ်ကဲဒါကိုဖွင့်မယ်စေးမယ်โอเคချိန်မိပါစေကွာချိန်မိပါစေတားလေးမေးလာပြီရော့အမသားလေးတော့ဟလားညခဏငါအမြန်စားမရမယ်ငါဘိုက်စာနေအမြန်စားလားနေသားလေးဘာလို့ကျင်နေမသိဘူးနှုတ်ဘူးလားနှုတ်ဘူးစေးရမယ်ခဏလေးကဲနှုတ်ဘူးကိုနှုတ်ဘူးကထဲ့တဲ့ဒီခွက်ကိုစေးရမယ်စေးရမယ်ဒီမှာထားမယ်နောက်ပြီးတော့နှုတ်ဒီကောင်းလည်းစေးရမယ်ခဏနှုတ်ဒီကောင်းစေးရမယ်โอเคနှုတ်ဒီကောင်းစေးရမယ်ရရပြီနေငါတခုစားမရမယ်โอเคနောက်ပြီးတော့နှုတ်မုံထည့်ရမယ်ပြီးမှရင်နွေးဘူးထည့်ရမယ်နှုတ်မုံကိုဒီမှာထည့်မယ် come on ကဲလောက်ဆိုတော့ရတော့ပြီတင်တယ်ရင်နွေးဘူးထည့်ရမယ်မဟုတ်လေနှုတ်ဒီကောင်းပိတ်လို့မရသေးဘူးငါလောနေကွာငါဘာမှမသိတော့ဘူးခဏလေးရင်နွေးဘူးထည့်ရမယ်ရပြီနှုတ်ဒီကောင်းပြပါနဲ့နှုတ်ဒီကောင်းအဖုံပြောတာအဖုံရော့အသားလေးโอเคအမြန်တော့စားမရမယ်ရှိသလားမသိဘူးစားကုန်တော့မယ်လောက်ကြပါကွာစားကုန်တော့မယ်ဒီနောက်ထပ်ဘာလို့ကျင်လဲမသိဘူးအဲ့ပဲပြန်လို့ကျင်တာညအဲ့ဒါငါဘယ်နားမှာထားခဲ့ပါလဲအဲ့ပါဇက်ထဲကိုထည့်အယုတ်လေးကဘယ်နားမှာထားခဲ့ရလဲမသိဘူးဘယ်နားမှာလဲငါဘယ်နားမှာထားခဲ့လဲမသိဘူးကွာစောနာတော့ငါချခဲ့ရပဲဘယ်နားမှာလဲမသိဘူးကွာခဏလေးဒီထဲမှာလားဒီထဲမှာကြံခဲ့ရတာမဟုတ်ပါဘူးဒီကောင်းနေရာတိပြီဆိုအမြန်လှုပ်လို့ရပြီအရင်ဆုံးကဘေးစင်သွားမယ်ဒါကိုအမြန်ဆေးမယ်ကဲဒါကိုဖွင့်ထားမယ်โอเคဆေးမယ်ရော့ဒီမှာမင်းကြကဲနောက်ပြီးတော့နိုဘူးအမြန်သွားဖြော်ရမယ်ကဲအမြန်စားထားမှရမယ်သူရဲ့ရော့တော်တော်မြန်တာပဲကဲနိုဘူးဖြော်မယ်ပြုတ်ကျနေသေးတယ်ကဲဒါကိုဆေးမယ်ကဲဒီပေါ်မှာတင်မယ်နောက်ပြီးနှုတ်ဒီကောအဖုံစေးမယ်လောမြန်လောကဲတခုအမြန်စားမရမယ်နောက်ပြီးရင်နိုမုံထည့်ရမယ်ကဲပြီးပြီဆိုတာနဲ့ငါရင်နွေးဘူးထည့်မယ်ရင်နွေးဘူးထည့်မယ်လောက်ဆိုတော့ရတော့ပြီကွာဒါဆိုအဖုံလို့ရပြီโอเคတတကြီးနွားလို့ရပြီရော့အမโอเคနောက်တစ်ခုကဲအမြန်စားမယ်အမြန်စားပြီဆိုတော့ဆိုတော့သူပါဇက်ထဲမှာစော့တဲ့အယုတ်လေးပဲနားမှာလဲအဲ့တော့ပြန်သွားဆေးပေးရမယ်ဒီမှာဟုတ်တယ်အဲ့တော့အမြန်ပြန်သွားဆေးပေးရမယ်ကဲရေဖွင့်တာဆိုကွတ်တီပဲကွာတော်သေးရပေါ့โอเคဘာထက်ခိုင်းအောင်မလဲမသိဘူးဘာထက်ခိုင်းအောင်မလဲဒိုင်ပါနေရောငါစားမရမယ်အရင်ဆုံးဒီမအေးဘေးလေးကိုဘောင်းမီချွတ်ပေးရအောင်မယ်ကဲတသားကြီးဘောင်းမီချွတ်မယ်ပြီးရင်ဒီအမိုက်ပုံးတွေကိုထည့်မယ်နင်းဘောင်းမီတစ်လဲပေးလို့မရသေးဒီကောင်ပေါင်လာလိမ့်မရအောင်မယ်ကဲပေါင်လာနဲ့လိမ့်ပြီဆိုတော့ဘောင်းမီလဲလို့ရပြီโอเคရပြီနေအမြန်သွားစားမရမယ် oh let's go နိုင်ပါပြီဒီနေ့ episode 1တော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပဲထပ်တွေ့ကြတာပေါ့